လိုကနေဒီကိုပြောင်းလာခဲ့တယ်စေယုံကြီးနာကအထက်ကအကြောင်းမှာပဲကွယ်အဖြူစိမ့်ဆုပ်ခက်ကောက်ကုန်းနဲ့ကြောင်းလာခဲ့တယ်2000တုန်းကပြောဖို့အရန်ကောင်းတာပဲတယောက်ရင်ဘတ်တစ်ခုစီနဲ့စာပေတင်ကြားကြတနေ့ဒီလိုဖြစ်လာနိုင်မယ်ငါလေးထင်မှထားပါလူတွေပြောနေတဲ့ရေစက်ဆိုတာဒါမျိုးလားခုနှစ်တန်းမှာဘေးချင်းကရဲ့ထိုင်ပြီးစာခိုးချချိန်စီတော့ပြုံးစစ်စစ်နဲ့စာအုပ်ခတ်ကြတာဒါကမြောက်ကြားမှာရှိတဲ့အကြီးဆုံးမတ်တရားပါအမားတူလို့ဆရာမမေးတော့အပြိုင်ရင်းမိသားပဲအဲ့ဒီနောက်သူနဲ့ကျွန်တော်နဲ့ပို့ပြီးရင်းနှီးသွားတယ်စမ်းကြဲတဲ့ကိစ္စတွေမဟုတ်တော့လဲလွမ်းမတည့်ခဲ့လူရဒီတိုင်းတော့သူ့ကိုကျွန်တော်လွမ်းဆဲပဲကိုရမ်းရောက်တော့တန်းခွဲငယ်ချင်းတယောက်ကိုခွဲခွာရတာတက်ပို့ပြီးတော့ငါဝမ်းမနေခဲ့မင်းကနေနိုင်လီလားဆိုမင်းကပြောင်းလဲသွားခဲ့လို့နာကြည့်တယ်မိငါရဲ့ရှိဘွားကိုတော့ခြေနဲ့ပါပြီးမင်းကိုချိန်စကားနေတာပူကြောင်းလဲအလွမ်းဆွေးပြီးရင်ကိုလာကူတောင်းနေပြီးခဲ့ဘူးတဲ့ခီးတွေကိုခုမပြောင်းနဲ့ယေရှုခရစ်တော်စီလဲစူတောင်းမယ်မကုန်တော့လေသူနဲ့ပြန်ပြီးတွေ့ဆုံခဲ့တာအထက်ကစနစ်ဗီဂန်ចောင်းသားဟောင်းများတွေ့ဆုံပွဲမှာအရင်ကပူပူလုံးလုံးနဲ့အခုမြင်တော့ဘုံဘုံနဲ့သူ့ကိုကြည့်ပြီးကျွန်တော်တပြုံပြုံနဲ့နေအရန်နေလာတယ်နိုင်ရင်စတာနဲ့ကျွန်တော်ဟောဒီရင်မကြီးကချမ်းချင်းကြွလာခဲ့သူ့မွေးနဲ့ပြီးတဲ့နောက်နေ့မြောက်တဲ့နေ့မှာသူနှခမ်းအောင်တရဝင်နန်းဝင်ရပါတယ်ဝိတ်တက်နေလိမ့်မယ်ကျောင်းမှာဒုံထိုးတွေမစားနဲ့ချစ်ဖို့ကောင်းတဲ့ကောင်မလေးကရုပ်ဆိုးတွေသွားမယ်မြောက်တဲ့တည်တဲ့ကိစ္စတွေတော့ပြန်မပြောချင်ဘူးဒီလိုနဲ့နင်းထိုင်တနေ့ကြော်တဲ့တန်ရောစင်တစ်ခုဖြစ်လာခဲ့တယ်ကျွန်တော်ကိုချစ်တယ်လို့ကျွန်တော်လည်းချစ်တာပဲကွယ်မေတ္တာမဲ့တယ်တို့တော့သစ္စာမမဲ့ခဲ့ယုံလေးလောက်ပါအောင်အာဝါပေးပါအောင်မကုံမဲနဲ့မာတဲ့မုံတွေကိုလည်းလာစားပေးပါအောင်မင်းကနေနိုင်ပြီလားဆိုမင်းကပြောင်းလဲသွားတယ်လို့နာကြည့်ခဲ့မိငါရဲ့ရှိဘွားကိုတော့ခြေနဲ့ပါပြီးမင်းကိုချိန်စလာနေတာပူကြောင်းလဲအလွမ်းဆွဲပြီးကိုလာတူထောင်းခဲ့မိတဲ့ဘူးတဲ့ခီးတွေကိုခုမပြောင်းနဲ့ယေရှုခရစ်တော်စီလဲစူကောင်းမယ်ကြပဲဆိုပြီးအတင်းထားတွေတော့ပျောက်သွားခဲ့မင်းကဖောက်ပြားတယ်တန်ရောစင်တွေထောက်ထားခဲ့ရင်ရတာပဲဟာအခုတော့အားလုံးကိုဘယ်လိုမျက်နှာပြမှာလဲရုပ်ရှင်ကြည့်ရင်ကြိုက်တဲ့မုံတွေဟိုကောင်ပဲပြီးမှလဲစိတ်သားချောက်ချက်ကြိုက်တာဟိုကောင်ပဲပြီးမှလဲထမင်းစားပြီးချိုးရီတောက်တာဟိုကောင်ပဲပြီးမှလဲခြေတော်လေးကိုဖွက်ထားတတ်တာဟိုကောင်ပဲပြီးမှလဲဂျယ်ရီသုံးတွေကြိုက်တတ်တာဟိုကောင်ပဲပြီးမှလဲခွေးကလေးတွေမြင်မနေနိုင်တာပဲပြီးမှလဲအရန်ချမ်းတတ်တာဟိုကောင်ပဲပြီးမှလဲထုံမပြခဲ့တာပါမင်းကအချစ်တွေတကယ်ရှိပါတယ်တက်ရှူတန်တိုင်းကရင်ကိုဖောက်တဲ့စုပ်ချက်ပဲကြောက်တတ်တဲ့ချစ်ခဲ့တာမင်းမို့လို့လုံရက်တယ်မင်းမို့လို့လုံရက်တယ်မင်းမို့လို့လုံရက်တယ်မင်းကနေနိုင်ပြီလားဆိုမင်းကပြောင်းလဲသွားခဲ့လို့နာကြည့်ခဲ့ပြီးအိုင်လည်းရှိဘွားကိုတော့ချစ်နဲ့ပါပြီးမင်းကိုချိန်စနာနေတာပူကြောင်းလဲအလွမ်းဆွေးပြီးကိုလာကူထောင်းခဲ့ပြီးခဲ့ဘူးတဲ့ခရီးတွေကိုခုမပြောင်းနဲ့